မင်္ဂလာပါရှင် Tracy Rhythm by Immunian Program မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့အမစုဝေးရီကျော်ရဲ့မွေးရဒီနေ့ပတ်သက်တဲ့ခန်းစားချက်လေးကိုဖော်ပြပေးလိုက်ပါတယ်နေ့စဉ်ဖြတ်သန်းနေရတဲ့လုပ်ငန်းခွင်အလုပ်ရှုပ်မှုတွေကြောင့်မှာသတင်းပေါက်ပြင်ဘက်ကမိုးရီဇက်တွေကတင့်ကူခက်တဲ့အနားယူဖို့တီတိုသတိပေးနေသလိုပါပဲမွေးရဒီဆိုတာပူလောင်ပင်ပန်းခက်မြအရာအလုံးကိုတဘာဝတရားရဲ့အင်းမြမှုတွေနဲ့ပြန်လည်ကုစားပေးတဲ့အချိန်မျိုးဖြစ်ပါတယ်ဒါပေမဲ့ဒီလိုမိုးအေးနေ့ရက်တွေမှာတော့ကျမတို့တွေဟာရှီမန်းချက်တွေနဲ့ကိုပဲအလောတကြီးပြေးသွားနေရင်မိမိကိုယ်ကိုခရူးဆိုင်ဖို့မေ့ရောနေမိတတ်ကြပါတယ်။တပွဲပွဲရွာနေတဲ့မိုးဆက်တန်တွေကိုနားဆွရင်တင့်နှလုံးသားရဲ့အတန်ကိုရောညင်ညိလေးပြန်နှားထောင်ကြည့်ပြီးပြီလား။ဒီနေ့တော့အလုပ်တွေအလုံးကိုခိတ္တခဏပြီးဖယ်ထားလိုက်ပါ။ပြီးတော့နှွေးထွေးတဲ့ကော်ဖီတစ်ခွက်နဲ့အတူစိတ်ပန်းပြေမဲ့အတွေးစားလေးတွေကိုကျမနဲ့အတူမျှဝေခန်းစားကြည့်ကြရအောင်ရှင်။မိုးစားတွေကဘာမြေပေါ်ကိုကြောက်ရောက်ဆင်းသက်လာချိန်မှာတင့်ရဲ့ပင်ပန်းနွမ်းနယ်မှုတွေအားလုံးအေးမြတဲ့မိုးကြီးနဲ့အတူပင်ပါပြောက်ပြဲသွားပါစေ။ပြဲပေါက်ပြင်ဘက်ကမိုးကတော့အဆက်ရွာနေဦးမှာပါ။ဒါပေမဲ့တင့်နှလုံးသားရဲ့စိတ်အေးချမ်းမှုအပြည့်နဲ့မေထွေးရှင်တန်နေပါစေရှင်။ခိတ္တနာဆင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။အားလုံးပဲအေးချမ်းစွာပြည့်တဲ့မိုးရာသီလေးဖြစ်ပါစေရှင်။နောက်ပတ်ဒီလိုအချိန်မှလည်း Tracy Rhythm by Immunian Program အစီအစဉ်လေးကိုစောင့်မျှော်နာဆင်ပေးပါဦးနော်။